လာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဧပြီလ28ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရရှင်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ရန်ကုန်တဝဲလမ်းပေါ်မောင်မဲရှောင်းရွာအနီးကဟာလီကွေစစ်ကောင်စီစခန်းသိမ်းတပ်ပွဲမှာစစ်ကောင်စီတပ်သား15ဦးအရှင်ဖမ်းမိတယ်လို့သိရပါတယ်။တဝဲမြို့နဲ့9မိုင်လောက်ပဲဝေးတဲ့ကားလမ်းမဘေးကဟာလီကွေစခန်းကို KNLA နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကအခုလ26ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့တာပါ။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား10ဦးဝန်းကျင်သေဆုံးပြီး15ဦးကိုတော့အရှင်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။မွန်ပြည်နယ်ရေမြို့နယ်မော့ကနင်အခြေစိုက်ခမရ958တပ်ရင်းကိုမွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကတရားခွန်မရှော့တိုက်တုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့မနေ့ကထုတ်ပြန်ပါတယ်။အခုလ24ရက်နေ့မွန်ရဲပိုင်းတနင်္လာခွဲဝန်းကျင်မှာတရားခွန်မရှော့တိုက်တုံး9လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်ကထိခိုက်မှုကိုစုံစမ်းနေဆဲဖြစ်ပြီးတော်လှန်ရေးတပ်တွေဘက်ကအထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။ရေဖြူမြို့နယ်တဝဲအထူးစီးပွားရေးဇုံဒေသမှာမနေ့ကနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။တဝဲအထူးစီးပွားရေးဇုံနဘူးလေဒေသကလဲရှောင်ရွာအနီးမှာမနေ့ကမနက်၈နိုင်ဝန်းကျင်မှာစစ်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေနှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။အဲဒီနောက်မွန်လွဲပိုင်း12နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ဘက်က KAW Jet Fighter တိုက်လေယာဉ်နဲ့ဘုံသီးတစ်လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ကနဦးသိရပါတယ်။တဝဲမြို့နယ်ကနိုင်းတာရွာအလွန်ကတိုးဂိတ်အနီးမှာအမျိုးသားတအုပ်တနက်ဒဏ်ရာတွေနဲ့တိတ်ဆုံးခဲ့တယ်လို့မြို့ခံတွေစီကသိရပါတယ်။အခုလ26ရက်နေ့ညနေ4နာရီဝန်းကျင်ကတဝဲကနေတရက်ချောင်းဘက်ကိုဦးတည်တဲ့ကားလမ်းမနဘေးမှာလက်ထော်ဆက်တစီတိမ်မောင်းနေပြီးလက်ထော်ဆက်မောင်းလာတဲ့အမျိုးသားတနက်ဒဏ်ရာတွေနဲ့တိတ်ဆုံးနေတာပါ။တိတ်ဆုံးသူကတဝဲမြို့နယ်ကရိုးရွာကအသက်60ဝန်းကျင်အရွယ်ဦးဘစိုးကြည်ဆိုသူဖြစ်ပြီးနှစ်ထင်ဖောက်ဝင်ဒဏ်ရာပါးဖောက်ဝင်ဒဏ်ရာတွေနဲ့တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။တနင်္သာရီမြို့နယ်ဗန်နမွန်ကျေးရွာအုပ်စုအတွင်းကကျေးရွာတွေမှာစစ်ကောင်စီတပ်ကဒေသခံနေအိမ်တွေအတွင်းဝင်ရောက်နေထိုင်ပြီးအိမ်ထဲကပစ္စည်းတွေကိုယူဆောင်သွားတယ်လို့သိရပါတယ်။ဗန်နမွန်ကျေးရွာအုပ်စုထဲကိုအခုလ18ရက်ကလေးကစစ်တပ်ဝင်ရောက်တပ်ဆွဲခဲ့တာဖြစ်ပြီး25ရက်နေ့ညနေပိုင်းမှာတော့တပ်ပြန်ရုပ်သိမ်းခဲ့တာပါ။စစ်ကောင်စီတပ်ဟာဒေသခံတွေရဲ့နေအိမ်တွေကိုတကားတွေဖျက်ဆီးကဝင်ရောက်နေထိုင်ခဲ့တာဖြစ်ပြီးတပ်ပြန်ရုပ်ချိန်အိမ်ထဲကတံပိုးကြီးအိမ်သုံးပစ္စည်းတွေကိုယူဆောင်ကအိမ်တွေကိုရိတ်ဖျက်ဖျက်ဆီးခဲ့တာတွေရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။မြင်းမြို့နယ်မြိတ်တနင်္သာရီကားလမ်းမပေါ်ကကျေးနန်းတိုင်တရားဂိမ်းမှာမြင်းမြို့ကနေလာတဲ့ဈေးကားတွေကိုစစ်တပ်ကပြီးခဲ့တဲ့ဧပြီလ25ရက်နေ့ကစပြီးဖျက်ဆီးခွင့်ကန့်သတ်လိုက်ပါတယ်။အရင်ကစံနဲ့စီတွေကိုသာအဓိကကတ်တန့်ခဲ့တာဖြစ်ပေမဲ့အခုလ25ရက်နေ့ကစလို့မြင်းမျိုးကလာတဲ့ဈေးကားမှန်သမျှကိုဖျက်ဆီးခွင့်မပြုတော့ဘဲအကုန်လှည့်ပြန်ခိုင်းခဲ့တာပါအခုလိုဈေးကားတွေကိုဖျက်ဆီးခွင့်ကတ်တန့်လာတာကြောင့်တနင်္သာရီမြို့နယ်ထဲကကြေးရွာအများစုမှာအသားငါးတွေဝယ်ယူဖို့ခက်ခဲလာတဲ့အပြင်ဈေးလည်းအဆမတန်တက်လာတယ်လို့သိရပါတယ်တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။